他中枪，他中枪，我这往说不，啊，你枪，枪，够辣喂。2023 နိုဝင်ဘာလကစတင်ခဲ့တဲ့အာရခတပ်တော် AA ရဲ့မြို့သိမ်းပြည်သိမ်းတိုက်ပွဲတွေဟာဒီကနေ့အချိန်ထိပြင်းထန်နေသေးပါလက်ရှိမှာမြို့နယ်15ခုအထိအာရခတပ်တော်ကသိမ်းပိုက်ထိန်းချုပ်ထားပြီးရခိုင်ပြည်အတွင်းကစစ်တွေကြောက်ဖြူနဲ့မန်အောင်၃မြို့သာကြံပါတော့တယ်ဒါပေမဲ့မပြီးပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုအကန့်အသတ်နဲ့သာဆင်နွှဲနေရတယ်လို့မေလ22ရက်နေ့မှာအာရခတပ်တော်ကထုတ်ပြန်လာခဲ့ပါတယ်ကြောက်ဖြူနဲ့စစ်တွေမြို့နယ်တွေမှာနိုင်ငံခြားစီမံကိန်းတွေအပါအဝင်ပြည်သူလူထုအတွက်ပါစဉ်းစားရတာကြောင့်အာရခတက်တော်အတွက်အကန့်အသတ်တွင်ရှိနေတာဖြစ်တယ်လို့နိုင်ငံရဲ့လက်လာသုံးသက်သူတွေကပြောဆိုထားကြပါတယ်။ဒီအာရခတက်တော်နည်းနည်းတော့အခါနဲ့အခါပိုင်းအရန်နီတီကိုသူ့နဲ့ကောက်ွယ်ဖို့နောက်ထပ်အရန်နီတီကိုလည်းဖိတ်ခေါ်ထားရင်ရရအောင်ဒါကသူ့နဲ့အားလုံးကိုရပ်ပိုင်လောလာချန်မဖရလာအောင်ထိမ့်သိမ့်ဖို့အပိုင်းတော့ဟင်းလို့မှန်ပါတယ်။ဒါပြပြဒီအကန့်အသတ်ဆိုပရိသုတိကိုတက်ညာတယ်။နောက်ဆုံးတိုက်ပွဲမှာပရိသုတိကိုသူမပရိသုအိုးအင်းတီကိုပြည့်စည်ဆုံးချုံတင်ကြလာဖို့အတိုင်းတဲ့အလောမဖိတ်လာအောင်လေသူ့အနေနဲ့အကန့်အသတ်တစ်ခုလေးဟိမ့်ပါကြောက်ဖြူမှာတယောက်ကပိုင်တဲ့ကြောက်ဖြူအထူးစီးပွားရေးဇုံအစည်းဆက်နဲ့ရန်နံနဲ့တဘဝတက်ငွဲ့စီမံကိန်းတွေရှိနေပြီးတော့စစ်တွေမှာလည်းအိန္ဒိယနိုင်ငံရဲ့ကလဒန်မြစ်ကြောင်းဘတ်စုံတည်ယူပို့ဆောင်ရေးစီမံကိန်းတွေရှိနေတာပါဒါအပြင်အာရခတက်တော်အနေနဲ့ရခိုင်ဒေသကလက်ကျန်မြို့သိမ်းတိုက်ပွဲတွေအပါအဝင်မဟာမိတ်ဒေသတွေမှာလည်းပူးပေါင်းနေရတာကြောင့်စစ်ရေးအကန့်အသတ်တွေရှိနေတာလည်းဖြစ်နိုင်တယ်လို့နိုင်ငံရဲ့လက်လာသူဦးတန်းစိုးနိုင်ကရှုမြင်ပါတယ်ရခိုင်တပ်တော်ကအခြားပြည်နယ်တွေမှာလည်းပါဝင်တိုက်ခိုက်နေရတာရှိပါတယ်။ဥပမာကျွန်တော်တို့ချင်းပြည်နယ်မှာဆိုရင်ချင်းညီနောင်တပ်ဖွဲ့ကိုကျွန်တော်တို့ပူပေါင်းပါဝင်တိုက်ခိုက်ပေးနေရတဲ့အနေအထားရှိတယ်။အလားတူတခြားဘက်ကအခုကျွန်တော်တို့KIA ဒေသချင်းပြည်နယ်စစ်စင်ရေးမှာလည်းပါဝင်နေရတယ်။ဒါကြောင့်ဗမော်တိုက်ပွဲကိုသူ့အနေနဲ့သူရဲဘော်တွေဆုံးသက်တိုက်ပွဲဆင်နိုင်မှုတွန်းအားပေးနေရတယ်ရှိပါတယ်ဒါလည်းကန့်တဲ့တော့အဲ့တော့ပြောချင်တာကတော့သူ့အနေနဲ့တပီလုံးဆိုင်ရာမဟာဗျူဟာလုပ်ငန်းစဉ်တွေကိုသူ့အနေနဲ့ချက်မှအကောင့်ထဲပေါ်နေတဲ့ဒီချိန်နဲ့မှာပြည်내တစ်ခုချင်းရစစ်ကောင်စီကင်းစင်ရေးလုပ်ငန်းတွေလည်းလှုပ်ဆောင်နေရတဲ့အနေအထားရှိတဲ့အောက်မှာသူ့အတွက်ကန့်တဲ့များစွာရှိနေတယ်လို့ကျွန်တော်တို့နားလည်ပါတယ်လက်ရှိအာရခတက်တော်ဟာမကွေးပဲခူးအေယာဝတီတိုင်းနဲ့ကချင်ရှမ်းမြောက်ချင်းစားတဲ့ဒေသတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းစစ်ဆင်ရေးတွေရှိနေပြီးတော့ရခိုင်ကစစ်တွေနဲ့ကြောက်ဖြူကိုလည်းမြို့သိမ်းတိုက်ပွဲတွေပေါ်ဆောင်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ